အခုတလောအိန္ဒိယနိုင်ငံဘက်မှာဖြစ်ပွားနေတဲ့နီဘာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ်။နီဘာဗိုင်းရပ်စ်ဆိုတာဘာလဲ။နီဘာဗိုင်းရပ်စ်ရောဂါဟာတရိတ်ဆန်မှလူကိုကူးစက်နိုင်တဲ့ဇူနိုးစစ်ရောဂါတစ်မျိုးဖြစ်ပြီးတော့တရိတ်ဆန်များနဲ့လူသားများအတွက်ညှဉ်းထန်သောရောဂါကိုဖြစ်စေနိုင်ပါတယ်။နီဘာဗိုင်းရပ်စ်ကဘယ်လိုမျိုးကူးစက်နိုင်ပါသလဲ။တရိတ်ဆန်များမှလူသားများသို့ကူးစက်နိုင်ပါတယ်။ဥပမာလင်းတို့တွေဝက်တွေပက်ထရိုပိုဒီဒီရိုးရိုးဝင်တတိစာလင်းတို့ဟာနီဘာဗိုင်းရပ်စ်များတဘာဝတည်မြာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုလင်းတို့များဟာအင်ရှင်လက်ခံဆောင်များ natural host များဖြစ်ကြပါတယ်။ယောဂဘူးရှိသောလူမှအခြားလူတို့လည်းအချင်းချင်းဓာတ်ရိုက်ဥဆက်နိုင်ပါတယ်။ဒါဆိုရင်နီဘာဗိုင်းရပ်စ်ယောဂဘူးဘယ်လိုကုသနိုင်ပါလဲ။လူသားများအတွက်ရောတရိတ်ဆန်များအတွက်ပါပျောက်ကင်းအောင်ကုသနိုင်ခြင်းမရှိသေးသည့်အပြင်ကာကွယ်ဆေးများရဲ့မပေါ်ပေါက်သေးပါဘူး။တူတိုလည်းလူသားများရဲ့ယောဂလက္ခဏာများတက်တာအောင်လူအပ်သောထောက်ပံ့ဆောက်ရှောက်ကုသမှုများပြုလုပ်ပေးနိုင်ပါတယ်။နီဘာဗိုင်းရပ်စ်ယောဂကူးစက်မှုကိုညီတို့ကာကွယ်ရမလဲ။လင်းတို့များမှာတစ်စိတ်တစ်ပိုင်းစားထားကြိုက်ထားတဲ့ယောဂပိုးပါရှိနိုင်တဲ့တတိများပိုစားခြင်းမှာလုံးဝရှောင်ကျဉ်ရပါမယ်။ခမ်းမြင်မှာပင်ကျထိုင်ရင်ကိုမကြိုချက်ပဲတောက်သုံးခြင်းကနေပြီးတော့ရှောင်ကျဉ်ရပါမယ်။အတက်နိုင်ဆုံးဆိုလို့ရှိရင်တော့ဒီတလောမှာထိုင်ရင်များမတောက်တာကအကောင်းဆုံးပါ။လက်ကူဆက်ပြတန်ရှင်သောရေလိုဖြင့်မကြာခဏစီးကျိုးရပါမယ်။နီဘာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လူနာများနဲ့ထိတွေ့ဆက်ဆံရမှာလူနာနဲ့အနီးကပ်ထိတွေ့မှုကိုရှောင်ကျဉ်ပါလူနာအနီးသို့သွားရင် mask တက်ပြီးနှာခေါင်းနဲ့ပါးစပ်ကိုစနစ်တကျဖုံးအုပ်ထားပါလူနာကိုထိတွေ့ကင်တွယ်ပြီးနောက်မှာစက်ပြာနဲ့ရေနဲ့အသုံးပြုပြီးတော့လက်ကိုစနစ်တကျဆေးကြောပါကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်းနီဘာဗိုင်းရပ်စ်ကူးစက်မှုကိုတန်တရားရှိသောဒါမှမဟုတ်လို့ရှိရင်အတည်ပြုထားတဲ့လူနာတွေကိုကင်တွယ်တဲ့အခါမှာကူးစက်ရောဂါထိန်းချုပ်ရေးစီမံများကိုတင်းကျပ်စွာလိုက်နာပြီးတော့ကင်တွယ်ရပါမယ်။အလုံးပဲနီဘာဗိုင်းရပ်စ်ရောဂါအန်ဒီအေမှာကင်းဝေးနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်။ဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဘုဒ္ဓတာများကိုထပ်မံသိရှိလိုပါကကျမတို့ရဲ့ The Moment Island YouTube Channel, Facebook Page, TikTok နဲ့ Telegram Channel များကို Like and Follow, Subscribe ပြုလုပ်ထားနိုင်ပါတယ်။ဒါမှလည်းကျမအတွက်နောက်ပိုင်းဗီဒီယိုတွေစတင်ပြီးဖို့အတွက်အားရှိမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်။